ကဲဈေးတန်နေလို့ပိုင်ရှင်ဈေးမတက်ခင်အယောင်ကြော်ညာလေးထပ်တင်ပေးမယ်ပေ20 60ရင်းနှီးမြုံနှံထားခြင်းနဲ့အဝယ်တော်တွေလာကြည့်လို့ရပါပြီရှင်ဒါလေးကတော့ဒါကျမတို့ဒါဈေးမတက်ခင်ထပ်ပြီးတော့အယောင်တင်ပေးတာပေါ့နော်ပိုင်ရှင်ဈေးမပြောင်းခင်လာကြည့်ပေးပါဈေးလေးတန်နေလို့ထပ်ပြီးတော့အယောင်တင်ပေးပါတယ်ပေ20 60ရမယ်ပါမင်းမြေစာရွက်စာတမ်းစစ်ဆေးပြီးတာပေါ့နော်စီပင်အုံးရင်စစ်ဆေးပြီးတာဖြစ်ပါတယ်ဒီနောက်ကမြေကွက်လေးနော်ဒီမှာနော်ဒီကွယ်လေးကကျွန်မအယောင်ကြော်ညာလေးတင်ပေးဘူးတယ်ကြက်သိန်း1050ကိုမှပပလေးညှိပေးဦးမယ်နော်ထပ်ပြီးတော့ပေ20 60ရမယ်စာရွက်စာတမ်းစီပင်အိုးရင်စစ်ဆေးပြီးတာပါမင်းမြေ OC အစုံရမယ်နော်ကဲဒီမှာနော်ကွန်ကရစ်လမ်းနဲ့ဆိုလို့ရှိရင်ဒီမှာပေ20 5အိမ်မြောက်လောက်သာဝင်ရတဲ့နေရာဖြစ်ပါတယ်ဘတ်စကားမှတ်တိုင်နဲ့ဆိုရင်တော့လမ်းဖြည်းဖြည်းရှောင်းရင်သူက10မိနစ်ဝန်းကျင်လောက်တော့ဝင်ရတယ်ပေါ့နော်တာဝင်းဘူး15ရက်ကွယ်မိုးဆန်းလမ်းမကြီးအနီးမှာတည်ရှိတာပဲဖြစ်ပါတယ်ခုမိတ်ဆက်ပေးသွားတယ်မြေကွယ်လေးရဆိုလို့ရှိရင်တော့ကျမတို့ရွှေပြည်သာမြို့နယ်တာဝင်းဘူး15ရက်ကွယ်မိုးဆန်းမှတ်တိုင်ကြီးမှာတည်ရှိတာပဲဖြစ်ပါတယ်ပေ20 60စာရွက်စာတမ်းစစ်ဆေးပြီးပါမင်းမြေမျိုးစားဖြစ်ပါတယ်ရောင်းချပေးမယ်ရောင်းတန်မိုးလေးရကြတော့ကျပ်သိန်း1050မှာပပလေးထပ်ညှိပေးဦးမယ်နော်ဈေးလေးရလေးမြေကွက်ဝယ်ပြီးတော့ရင်းနှီးမြုံနှံထားခြင်းနဲ့အဝယ်တော်တွေလာပြီးတော့ကြည့်လို့ရပါပြီရှင်ကျေးဇူးအများကြီးတင်ပါတယ်တတာပါ